Charo Dine G9 Mass Page 20 Exercise 2.3 D Number 6 Book Leo ဒီချက်အတွက်ပြမယ်နော်။ကဲဆိုရင်ချင်းနဲ့တူပုံစံလေးဖန်လိုက်ရအောင်။ဒီမှာပါတယ်လေ။အောက်ပါတို့တွင် AE တန်ဖိုးကိုရှာပါတဲ့။ A တန်ဖိုးရှာခိုင်းထားတဲ့သူကรูတွေနဲ့လည်းပေးထားတယ်ရိုးရိုးတဘာဝကိန်းနဲ့လည်းပေးထားတယ်ကဲအဲ့ဆိုရင်ဒီချက်ဒီမှာပု္ပ္ပစာလေးကူထားတယ်ချက်နဲ့တူကြည့်အောင်နော်ကဲဟုတ်ပြီအဲ့လို့ရှင်ဒီမှာကြည့်မယ်ဒီတီချာတို့ဒီမှာညီမချင်းရဲ့ဒီဘက်မှာရဲ့ဟိုဘက်မှာရဲ့ဒီဘက်မှာဆိုရှင်ကိန်းပြည့်3ဆိုတာပါတယ်ကိန်းပြည့်3သည် √3 နှစ်ခါမြောက်တာကဲအဲ့ဆိုဒီချာတို့ဒီမှာကိန်းပြည့်3စာ √3 into √3 လို့ရေးလိုက်မယ်ဒါကငကိုရှိတဲ့အမြောက်ဒီက√3 to the power a into ဒီမှာက√3 to the power 1/3ဆိုပြီးတော့သူကဒီလိုလေးပေးထားတယ်เนาะကဲဒီဘက်မှာလည်းတူတူပဲ right hand side မှာလည်းတူတူပဲဒီမှာ3လို့ပေးထားတယ်3ကိုဒီချေတို့ဒါကို√3 ပုံစံလေးတွေပြောင်းရေးမယ်3ဆိုတော့√3 into √3ဒါကငကိုရှိတဲ့အမြောက်ဒီမှာငကိုရှိတဲ့√3ကဲဟုတ်ပြီအဲ့လို့ရှင်ဒီချေတို့ဒီမှာအခြေတူကိန်းမြောက်ရင်ထညွန်းကိန်းပေါင်းရတာဖြစ်တဲ့အတွက်ဒီချေတို့ဒီမှာအခြေတွေအားလုံးတူသွားပြီဆိုတော့ဒီညီမြချင်းရဲ့ left hand side မှာရှိတဲ့ဟာတွေအကုန်လုံးကိုပါဝါတွေပေါင်းလိုက်မယ်အဲ့တော့√3 to the power ဒီမှာ1ရှိတယ်ဒီမှာ1ရှိတယ်1ရဲ့ဆိုတော့2 plus ဒီမှာ a plus ဒီမှာဘာလဲ1/3ဆိုပြီးတော့ရှိတယ်เนาะ1/3ဆိုပြီးဒီမှာပေါင်းလိုက်မယ်ထိုနည်းတူပဲညီမြချင်းရဲ့ right hand side မှာလည်းကြည့်လိုက်မယ်ဒီမှာ√3 3ခုအဲ့တော့ဒီပေါ်မှာ1ရှိတယ်ဆိုတော့√3 to the power 3ဆိုပြီးတော့ချေတို့တို့လေးရပြီဆိုတော့ဟုတ်ပြီအဲ့ဆိုဒီချေတို့ကအခြေတူကိန်းဒီဘက်မှာလည်း√3ဒီဘက်မှာလည်း√3တူသွားပြီအခြေတူသွားပြီဖြစ်တဲ့အတွက်ဒီချေတို့အပေါ်မှာရှိတဲ့သူပေးထားတာလေးတွေကိုညီမြချင်းချလို့ရပြီအဲ့တော့2 plus a plus 1/3 equal to ဒီဘက်က3အဲ့တော့ဒီချေတို့ဒီမှာချေတို့လိုချင်တာကa ကိုလိုချင်တာဖြစ်တဲ့အတွက်ဒီချေတို့တစ်ဖက်ကိုသွားပြီးနှုတ်မယ်အဲ့တော့ a ညီမြချင်း3 minus 2 minus 1/3ဆိုပြီးတော့ဒီလိုလေးရမယ်ကဲဟုတ်ပြီအဲ့ဒါဆိုတော့ဒီချေတို့ဒီမှာ a ရပြီ minus plus 3နဲ့ minus 2နဲ့ဆိုတော့ plus 1ကျန်မယ်အဲ့တော့1 minus 1/3ဆိုပြီးတော့ကျန်မယ်အဲ့တော့ချေတို့ပိုင်းခြေညှိလိုက်တော့ဒီမှာက3ဒီမှာ3ဆိုတော့အပေါ်မှာလည်း3 minus ဒီအနောက်က1အဲ့တော့ a ညီမြချင်း2/3ဆိုပြီးတော့ဒီလိုလေးတွက်ရတာဖြစ်ပါတယ်